ရပြီလားညီရလောက်ဆို ခဏလေးကျွန်တော်ထပ်လုပ်ကြည့်လိုက်အောင် လုပ်ကြည့် ရပြီလား ညီရတော်သားပဲခဏလေးနဲ့လိုက်လုပ်မယ် ကိုကမြောက်နေပြန်ပြီကိုပဲတင်ပေးရအောင် ညီလည်းစူးစမ်းနေလေရှိလို့ပါ ရပြီလှလား လာကိုတောက်ကြည့်ရမလား မကောင်းမနေလိမ့်မယ်ကျွန်တော်ရင်ကြည့်လိုက်မယ် အဲ့ဆိုညီတောက်ကြည့်လေ ဟုတ်ရမလား ဘာဖြစ်လာလဲမျက်နှာလည်းမကောင်းပါလား ဘာမှဖြစ်ပါဘူး အတမ်းမှမကောင်းတခုဖြစ်နေပါတယ်အလုပ်ထဲမှာတခုစင်မပြေဖြစ်လို့လား ပိုင်ခါမင်းအလုပ်ထဲမှာပြောနေရလား ပြောပါလေတီးလို့ပါပဲ မင်းကြီးကအရန်ပြောနေသလိုပဲနော် ဘာဖြစ်လို့လဲတီးလို့ပဲ ပြောလားမပြောလားပဲငါ့ကိုပြောပါ ပြောပါတယ်နေ့တိုင်းတွေ့ကြုံတက်တရတယ် အဲ့ဒါကြည့်လေမင်းအလုပ်အသိရပြီတည်းကပြောင်းလဲသွားတယ်လို့ ဘာဖြစ်လို့လဲဟာလဲမင်းကငါပြောနေရမကြိုက်ဘူးလားဟုတ်ပြင်ရအောင်မှုပြီးတော့တခုလောက်လိုက်မိသေးလားအဖေတောင်းမှန်ပါပဲအရက်ကိုလေးရှော့တော့ပါမယ်နော်ကွာသမီးကိုပြီးမဆိုင်ဘူးသမီးရဲ့ငါမကောင်းနဲ့ကောင်းနဲ့ကွာသမီးရော
ပြဿနာတွေနဲ့ပြေးလာသေးတယ်အင်းရိုက်ကြည့်ကြလားလေစားလား Hey! 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 Đừng có quên nào, Hey! Hey! အဲ့ဒါပဲအောင်လို့တင်းစံဟာချာလိုက်တယ် ဟယ်လို ဟယ်လိုထုံးကိုလား အေးဟုတ်တယ်ငါအခုထွက်လာတော့မလို့လေမင်းအလုပ်ပြီးပြီလားဟိုအဲ့ဆိုခဏဆောင်နော် ဟိုလေဒီနေ့ဇိုင်းလွေနဲ့မိတ်ဆုံစားပွဲရှိလို့အဲလာမကြုံနေတော့နော်ဘယ်ချိန်ပြီးမှမသိတော့တက်စီနဲ့ပဲပြန်လာခဲ့လိုက် ဟိုညစာရော ဒီမှာပဲစားလိုက်မယ်လေမင်းလည်းစားနေလိုက်နော် ပြီးရောအဲ့ဆိုရင်ဒါပဲနော် 有大众却是苦手的，面有多地雷没没听给吧，老那的全力都哈，去你家也莫啦，面有点切给他吧，洒脱来不都忙，俺们却不挂，你的。